လောက်ကြာတယ် တူဆိုရင်ရက်20ကျော်ပါဟုတ်ကဲ့ နှစ်ပေါင်းပြောတယ်ဘယ်လောက်ထိရုံလုံးသွင်းပြီးလို့ကျွန်တော်တို့ဒီမှန်ပေါင်ထဲမှာထားမယ်ဆိုရင်လည်းတော့အနှစ်30ထိထားလို့ရပါတယ်ဟုတ်ကဲ့ အဲ့ဒါဆိုရင်တို့တွင်းထားတာဘယ်လောက်လောက်ကြာလဲ15နှစ်အဆက် ဒီကိုရုံလုံးသွင်းထားတာကျွန်တော်စီကိုရောက်တာရက်20လောက်ရှိသွားပါပြီဒီရုံလုံးသွင်းပြီးတာပေါ့နော်အခုဆိုရင်သူတန်ရှင်ကိုပေးလိုက်လို့ရပါပြီဟုတ်ကဲ့ ကြောင်လေးကို ကြောင်လေးတွေလည်းသူကလက်ပတ်ရှိသွားပြီ14ရက်ရှိသွားပြီကာကန်ရှင်ကိုပေးဖို့ပဲလို့တော့ဟုတ်ကဲ့ဟို6သွားလို့ရှိရင်ပိုင်ရှင်တွေလက်ထပ်ပေးရမှာပေါ့ဟုတ်ကဲ့6တာပါညာနဲ့တော့ဘလုံး ဟုတ်ကဲ့ဟိုက6သွားပြီအနံ့အသက်မရှိတော့ဘူးဆိုရင်ကျွန်တော်တို့ကဒီကာကန်ရှင်တွေလက်ထက်ကိုကျွန်တော်တို့ကြောင်လေးတွေရပြီခွေးလေးတွေရပြီစိတ်တိုင်းကြမကြငါကြည့်လက်ကြည့်ပြီးလို့ရှိရင်ယူလို့ရပါပြီ6လတစ်ကြိမ်တစ်နှစ်တစ်ကြိမ်ကျွန်တော်စီကိုပြန်ယူခဲ့ပေးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တန်ရှင်းလုပ်ပေးတာတို့ဒီလိုအပ်တဲ့ပစ္စည်းလေးတွေကျန်ပြီးတော့ဖြည့်စွက်ထည့်ပေးတာတို့လုပ်ပေးပါခင်ဗျ။အဲ့လိုမျိုးအပ်တဲ့အချိန်နဲ့ဒီလက်ခပေးရပါတယ်။နောက်တန်ရှင်းလုပ်တာတို့ဒီလိုအပ်တဲ့ပစ္စည်းလေးတွေဖြည့်စွက်ထည့်တာတို့အမွှေးကျွတ်တာတို့ဘာလို့ဆိုရင်ကျွန်တော်တို့ပြန်ပြီးအလကားလုပ်ပေးပါရှော့ဖွတ်တာတို့တန်ရှင်းလုပ်တာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်အလကားပြန်လုပ်ပေးပါ6လတစ်နှစ်နေကျွန်တော်စီဒီရုံလုံးသွင်းပြီးတဲ့အကောင်လေးကိုပြန်ယူလာပြရပါဟုတ်ကဲ့ကျွန်တော်အလကားပြန်လုပ်ပေးပါဟုတ်ကဲ့အဲ့ဆိုရင်မြန်မာနိုင်ငံမှာကျလို့ရှိရင်ဆရာအပြင်ဘယ်သူရှိလဲပေါ့နော်ဒီလိုကျွန်တော်အပြင်ကိုရုံလုံးသွင်းလက်ရှိမှာရုံလုံးသွင်းတာဆိုလို့ဆရာကြီးဥပ္ပတန်ရဲ့ကျွန်တော်မျိုးနိုင်ပေါ့2ယောက်ပဲရှိပါသေးတယ်ရုံလုံးသွင်းတဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတာပေါ့နော်ကျွန်တော်ရဲ့ဆရာကြီးဥပ္ပတန်2ယောက်ပဲရှိတယ်အဲ့တော့ဘလို့ပုံရင်းနဲ့လက်ဆက်ခံကြကြလဲပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီပညာရက်ကလည်းလူအများကြီးသင်ပေမဲ့လည်းတက်ချင်မှတက်တာပေါ့နော်ဘာလို့ဆိုရင်ဝါသနာအရင်ခံပြီးတော့သူကဆရာကျွန်တော်ဆိုရင်ဆရာကြီးဥပ္ပတန်တွင်တင်ဆုံးမမှုလက်အောက်ကနေပြီးတော့တဖြည်းဖြည်းလောက်ကင်ဆောင်ရွက်ရင်းနဲ့လက်ဆင့်ကမ်းအမွေလေးနဲ့ကျွန်တော်ခုလက်ရှိလောက်ကင်ဆောင်ရွက်နေတာဟုတ်ကဲ့ဆရာပြောချင်ဟိုဘယ်ထိဘယ်လိုအိဒီယာနေပြီးတော့ကျွန်တော်ဆရာကြီးလက်ရှိဆရာကြီးကတော့ဆရာကြီးဦးလက်စိန်ပေါ့ဆရာကြီးဦးလက်စိန်ကကျွန်တော်တို့ဒီအိန္ဒိယပြည်နယ်မှာသွားပြီးတော့ဒီပညာသွားတင်တယ်ပေါ့ရုံလုံးသွင်းပညာကိုသွားတင်တယ်ပေါ့တင်းပြီးတော့ပြန်လာတဲ့အချိန်မှာဆရာကြီးဥပ္ပတန်ကိုပညာအမွေပေးတယ်ပေါ့ပညာအမွေပေးပြီးတော့ဆရာကြီးဥပ္ပတန်စီကနေပြီးတော့လက်ဆင့်ကမ်းအမွေနဲ့ကျွန်တော်လက်ရှိလောက်ကင်ဆောင်ရွက်နေတာပေါ့နော်ဟုတ်ပါဒါဆိုရင်လုံးလုံးအချင်းနဲ့ဆိုရင်တော့ဘယ်လိုမျိုးဆက်တယ်ဘယ်လိုမျိုးလာမလဲပေါ့နော်ဟုတ်ကဲ့ခင်ဗျကျွန်တော်စီကိုရုံလုံးသွင်းမဲ့ဒါမဲ့ဆိုရင်မင်္ဂလာတောင်ညွန့်မြို့နယ်ရန်ကုန်တလိษံဥယျာဉ်ဝန်ထမ်းလိုင်း3အခန်း1ဦးမြို့နိုင်ပါခင်ဗျဟုတ်ကဲ့ဖုန်းအနေနဲ့ကတော့39 421 384 638ပါဟုတ်ကဲ့အဲ့ဆိုရင်ကိုလာရတီလေးချစ်တဲ့လူတွေညလုံးသွင်းဖို့နည်းနည်းဖြစ်ပေါ်ပေးပါအောင်ဟုတ်ကဲ့ခင်ကျွန်တော်စီကိုတီးချစ်သူများအနေနဲ့ဟိုမိမိတို့အိမ်မှာအလှထားခြင်းလိုပဲဖြစ်ဖြစ်အမှတ်တရထားခြင်းလိုပဲဖြစ်ဖြစ်ငါးတို့ခွေးတို့ကြောင်တို့ငှက်တို့ရုံလုံးသွင်းမယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်